ဟန်နကောင်မလေးတရားပိတ်နေပါတယ်ဟိုဒီလိုမိုးရတဲ့နေတွေဆိုအပေါ်တက်ရမယ်မိုးရလို့ဆိုပြီးတော့ဟန်နဘီကအပေါ်ပြေးတက်လာပါတယ်ပေါ်မှာသူ့ဆောင်းကိုခေါ်နေတဲ့အတန်ကြားသွားပါတယ်။သူ့ဆောင်းကိုခေါ်နေတဲ့အတန်ကကြားရလို့ပဲ။အစင်းစရာ။ဟဲ့ဘာလဲပြောလေ။ဟဲ့လာလေးဆော့ရအောင်လေ။မိုးရတယ်ဆိုတိတ်ကောင်းတယ်။နောက်ဆောင်တော့ငါမင်းကတော့မင်းကြည့်လိုက်။အဲ့ဒါပြဆော့မှာမဟုတ်ဘူး။လူတယောက်တည်း ကြည့်အောင်မလေး။ လုံးတော့ဘူးချစ်တယ်အပါလို့ပြောပြရအောင်အောက်မှာတငယ်ချင်းလက်ခေါ်လို့တော့ဆော့လို့ရတာမရဘူးမရဘူး နားခဲ့ပါလေဒါပေမဲ့လို့ဆုံးဖြတ်ချက်ကိုချတော့မယ်ဆိုရင်ကိုယ့်ဘက်ကနေ ဟာဆော့လို့မရဘူးကွာ တစ်ဖက်ဒီဘက်ကိုထည့်ဆောင်လို့ပြောအဲ့ဒါတော့ခိုင်းဖို့နေမှာတော့နော်对啦，ပြောတာပဲခဏပြီးတော့ဆော့လို့မရဘူးမပြန်မိတော့ဟုတ်တယ်ဒီမှာငါပြန်ပြလိုက်ပါလားကျွန်တော်ပြန်ပြရမှာလေတော့အဲ့တော့မနော်နေဒီတော့အဲ့ဒါမိုးရတယ်မှာငါတငယ်ချင်းမှာဟာမင်းရတယ်ကွာငေါ့လေရောင်းရှာတငယ်ချင်းအဲ့ဒါတော့ဒါလေးရောက်ပြီးမတွေ့ရင်ရှောင်းမိုးရတယ်မှာတယောက်တည်းမလုံးနေတာလေကျောင်းလေးတက်တယ်你有上哪里？我上路面了嘛，不要被嘛啦。你拿来骗我们？那面吧，我被你烧了。你说你在哪里？哎，那边人家要玩，那个要玩的啦。မိုးရနေဆိုတော့ငါပေါ်တက်ကြည့်နေတယ်မောင်ရှိကျမရဲ့ရှေ့ခွေးချင်းတော့မပြင်လို့မရဘူးဒီမှာမရှိဘူးမင်းဆိုခံရတဲ့တော့တို့ရမစောတော့ချင်ပါလေဟုတ်တယ်ကျမကလည်းထပ်ပြီးစီစဉ်ခဲ့တယ်အဲ့ဒီပဲချင်တော့စိတ်ချရတယ်ဆိုတော့ကြောက်တယ်ထပ်ပြီးဒါလေးနေလိုက်အောင်မဲဖုတ်ချစ်လိုက်နေ